Apple နဲ့ Samsung လို့ပြောလိုက်တာနဲ့အများတန်းတရားရုံးမှာခဏကွိုင်တက်နေတဲ့ကုမ္ပဏီတွေပြချိုင်မှုအရင်ပြင်းထန်တဲ့ကုမ္ပဏီတွေလို့ပြင်းမြင်ကြလိမ့်မယ်ဒါပေမဲ့တကယ်တမ်း iPhone ကင်တယ်ဆိုအဲ့ iPhone ထဲမှာ Samsung ရဲ့ကုမ္ပဏီကထုတ်တဲ့ component အစိတ်အပိုင်းတွေအများကြီးပါနေဆိုတာကိုသိလားအဲ့အပြင်မှာဒီ Apple နဲ့ Samsung ကကျွန်တော်တို့မသိနိုင်တဲ့နောက်ွယ်မှာသူ software ချင်းချိတ်ဆက်ထားတာတွေအများကြီးရှိတယ်ဆိုတာကိုသိလားအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာတက် giant ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Apple နဲ့ Samsung ကအများမြင်နေကြသလိုရန်သူတွေဖြစ်နေကြတာလားဒါမှမဟုတ်ကျွန်တော် frenemy လို့ခေါ်တဲ့ရန်သူတစ်ပိုင်းမိတ်ဆွေတစ်ပိုင်းဖြစ်နေတာလားဆိုတာကိုဒီနေ့ဗီဒီယိုမှာ hardware ပိုင်းရော software ပိုင်းနဲ့ပါကျွန်တော်တစ်ခုချင်းစီကိုရှင်းပြပေးသွားမှာပါ iPhone ကင်နေတဲ့သူတော်တော်များများနေ့စဉ်ကြည့်နေကြတဲ့ဒီ iPhone ရဲ့အသက်သွေးကြော display OLED display က Apple ကထုတ်ထားတာမဟုတ်ပါဘူးဒီ display အကုန်လုံးတော့မဟုတ်ဘူးဗျတော်တော်များများကို Samsung ကထုတ်လုပ်ပေးထားတာလို့ပြောလို့ရတယ်ပြီးတော့ဒီ display တွေမဟုတ်ဘူးပေါ့နော် iPhone တွေကပါတဲ့ RAM တွေ NAND flash storage တွေတော်တော်များများကိုလည်း Samsung ကထုတ်ပေးထားတယ်လို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တမိုင်းကြောင်းပြန်လည်ကြည့်မယ်ဆိုရင် Apple ရဲ့အဓိက chipset တစ်ခုဖြစ်တဲ့ A4 ကနေ A9 chip ထိကို Samsung ကထုတ်ပေးထားတယ်ဆိုတော့တက်သေးတာတကားတွေကလည်းရှိသေးတယ်ပေါ့နော်ဒီနောက်ပိုင်းမှာတော့ A10 လောက်ကစပြီးတော့ TSMC ကနေပြီးတော့ပြောင်းပြီးတော့ထုတ်လိုက်တယ်ဆိုတော့ iPhone တွေများများရောင်းရလေသူ့ရဲ့ပြိုင်ဘက်ကုမ္ပဏီဖြစ်နေတဲ့ Samsung ကပတ်စံများများရလေပေါ့ဒီလိုမျိုး hardware ဘက်မှာ Apple က Samsung စီကယူသုံးနေရတာရှိတယ်လို့ software ဘက်မှာဆိုရင်လေဒီတက်ချိုင်းနှစ်ခုကကင်းကွာနေကြတာမဟုတ်ဘူးကျွန်တော်ပထမဆုံးထင်သာမြင်သာဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Smart TV ပေါ်က Apple ecosystem ကိုကျွန်တော်ထောက်ပြလို့ရတယ်ပေါ့နော် Apple ကသူတို့ရဲ့ software တွေကိုတခြားသူတွေကိုအမြဲထုတ်ပေးလို့မရှိဘူးဒါပေမဲ့ Samsung ကသူတို့ရဲ့ Smart TV တွေပေါ်မှာ Apple ရဲ့ TV app ရယ်နောက်ပြီးတော့ AirPlay 2 ရယ်ပထမဆုံး native ဓာတ်ရိုက်အသုံးပြုခွင့်ရတဲ့ TV brand တစ်ခုဆိုရင်လည်းမမှားဘူးအခုဆိုရင် Apple Music ပါသုံးလို့ရနေပြီနံပါတ်2က Meta Standard Apple ရဲ့ HomeKit နဲ့ Samsung ရဲ့ Smart Thing ဆိုတာကအရင်တော့စီနဲ့ရေလိုပဲပေါ့နော်ချိတ်လို့မရဘူးဒါပေမဲ့အခုသူတို့နှစ်ခုအပြင်ဟိုမှာကျွန်တော် Google ရဲ့ Amazon ရဲ့ပါပေါင်းပြီးတော့ဒီ protocol အသစ်ကိုဖန်တီးလိုက်တဲ့အတွက်အမှတ်တစိမ့်မတူတော့တဲ့ smart device ကို ecosystem နှစ်ခုလုံးကနေပြီးတော့ထိန်းချုပ်လို့ရသွားပြီနံပါတ်3ချက်ကတော့ digital car key sharing ပေါ့နော်ကျွန်တော်တရားတော့ဆိုရင်တော့ Apple ရော Samsung က car connectivity consortium မှာအတူတူပါဝင်နေကြရပေါ့နော်အဲ့အတွက်ကြောင့်အခုဆိုရင်ဒီ iPhone မှာ Apple Wallet မှာရှိတဲ့ digital car key ကိုကျွန်တော်တို့ Samsung Galaxy phone ကင်နေတဲ့တင်ငယ်ချင်းစီကို Galaxy Wallet ကနေတဆင့် sharing လုပ်ပြီးလို့ရသွားပြီပေါ့နော်ဒါပြိုင်ဘက်တွေကြားမှာရှာပ cross platform ချိတ်ဆက်မှုတစ်ခုလို့လည်းပြောလို့ရတယ်ဒါပေမဲ့ဒါကတော့သုံးလို့ရတဲ့ကား limitation တော်တော်လေးရှိနေတယ်လို့ universal standard လည်းမဖြစ်သေးဘူးလို့ပြောလို့ရတယ်Okay ဆိုတော့အချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Apple နဲ့ Samsung ကကျွန်တော် market share ရဖို့အတွက်တဦးနဲ့တဦးအပြိုင်ဆိုင်လူနေကြတာလည်းမှန်တယ်အဲ့လိုမျိုးပဲကျွန်တော်နောက်ွယ်မှာ supply chain တွေ software standard တွေအတွက်တဦးနဲ့တဦးအမိတဟဲပြုနေရတယ်ဆိုရင်လည်းမမအောင်ဆိုတော့ဒီလိုပါပဲတက်လောကရဲ့စီးပွားရေး view ဟာတွေကကျွန်တော်လေးလာကြီးလေးပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာတွေလည်းအများကြီးရှိပါသေးတယ် Okay ဆိုတော့အခုအနေထားဆိုရင်တော့ဒီတက် giant ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Apple နဲ့ Samsung ကဆက်ဆံရေးကဘယ်လိုရှိသွားပြီလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ